ကဲဒီနေ့မှာတော့ရီကိုမနေ့ကမှအသစ်ဆက်ထွက်ရှိထားတဲ့ Starlight Skin ကလေးနဲ့ဆော့ပြပေးတော့ပါပဲဖြစ်ပါတယ်ဒီဟီရိုကလူကင်နဲ့နဲတယ်လို့ Skin အနေထားလည်းမထောက်တဲ့အတွက်ကြောင့်မို့ဒီ Skin ကတော့ဝယ်တဲ့နေငါဒီဟီရိုကင်တက်လာဆိုမကင်တက်ဘူး Skin ထွက်လို့ကင်တာရီမနင်ကဘယ်ပြေးချင်တာအောင်နင်ဟီရိုချင်တာသူ့မယ်တော့ငါနဲ့ထပ်ပိုကောင်းနေအနေထားကိုကြည့်လိုက်အနေထားကိုကြည့်လိုက်ကေးတာမရတာကူတာကတော့ Frank ကိုထက်တောင်ပိုများသေးတယ်ငါဒီမှာဘာလို့အဲ့လောက်ကြမ်းနေလဲသိလားစကိုင်းပီဇာထဲတာလေမထဲလို့ရှိရင်ငါမှကေးမရတာအဲ့တော့သူတို့ကေးရချင်ရမရချင်နေအဓိကငါရနေဘူးပဲအော်စတေဒီယာမှာနင်ကဘာလို့တော့ဒီဟီရိုကိုနင်ကြောက်စရာမလိုဆိုတဲ့သဘောအထင်သေးမြင်သေးရပါငါ DJ ပုတ်ပြမယ်နင်တို့ငါရဲ့ DJ အားလက်တစ်ချက်ပဲထူရသေးတယ်တန်းကိုတော့ကေဝါပဲငါဘယ်လောက်တော့တလဲဆိုစကိုင်းမီတာထဲထားတော့ Franco စီကကေကိုရအောင်မယူနိုင်ဘူးမိုက်ဘူးနင်တော့ကေလိုက်တော့နင်တော့ကေလိုက်တော့ဟဲ့အောင်ငါ့ကိုလာမလုံးနဲ့ငါ့ကိုလာမလုံးနဲ့တော့နင်ငါ့ကိုလိုက်ချင်သေးရရောငါစုခင်လန်းလေးကိုနင်စမ်းကြည့်လိုက်စမ်းလာစမ်းမှာအော်ဘယ်ကိုပြေးသွားအိုစီဒီယာမှာနင်ငါ့ကိုဘာပတ်လို့တောင်းအမငါလုတ်တဲ့အကွက်တွေငါ့ကိုလာလုံးနေတာနင်တို့အိုစီဒီယာကင်နိုင်ငါလောက်ကိုမကျွမ်းချင်ဘူးဒီပွဲမှာငါနဲ့အိုစီဒီယာမနဲ့ရေးဆက်ပဲသူလဲငါးချောင်းနဲ့ပဲတော့ကေးနေတာငါဒီပုတ်ပြားကြီးကိုထုတ်ပြီးတော့လှုပ်လို့တော့လှုပ်နေတာဟေးဘလို့သုံးရတာမှန်းကိုအခုထိမသိဘူးကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကိုင်စေချင်တဲ့ဟီယိုလေးတွေကိုကိုင်ခိုင်းစေချင်ပေမဲ့အရှိရကိုင်ခိုင်းထားတဲ့သူတွေကိုတော့အကျွေးမဆက်ရသေးလို့ခဏနောက်ဆောင်ပေးကြအောင်ကျေးဇူး